အားလုံးပဲမင်္ဂလာပါသတိတကွက်ကောင်း site channel မှာကြိုဆိုပါရစေကျွန်တော်ကတော့အခါခွင့်သင့်တယ်လို့သတိ site လေးတွေကိုတကွက်ကောင်း site လေးတွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်မှန်ခေါ်တဲ့ဆရာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးတွေရှိရင်တော့ကျွန်တော် channel မှာတင်ပြီးတော့ရောင်းသွားမှာဖြစ်ပါတယ်မိတ်ဆွေတွေကိုအနီးကပ် site လေးတစ် site ကျွန်တော်ပြပါမယ်အဲ့တော့သူကရှီပေါင်းကြီး6ခုနောက်ပိတ်ရှီပေါင်းကြီး6ခုနောက်ပိတ်ရှီပေါင်းကြီး6ခုနောက်ပိတ်လို့ဖြစ်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ပထမ9နောက်ပိတ်အောင်မှာ9နောက်ပိတ်10နောက်ပိတ်9နောက်ပိတ်လို့9ခွင်10ဆိုပြီးတော့စီနီယာပေးတယ်အဲ့ရနေတပင်ကြော်လိုက်တော့ခွန်10 9ဆိုပြီးတော့လေစီနီယာပြန်ပြီးတော့နောက်ပိတ်ပေးသွားတယ်အဲ့နှစ်ထဲမှာပဲခွန်10 9ဆိုပြီးတော့စီနီယာကနာထွက်ခဲ့တဲ့အကြောင်းကျွန်တော်တို့ကအဲ့ရဲ့ခွန်10 9ကိုကျွန်တော်ဖြီးသွားမှာပဲဖြစ်ပါတယ်ဘယ်လိုဖြီးမလဲဆိုတော့ကျွန်တော်တို့ဒီ3ညခါရဲ့6ခါရဲ့6အဲ့6ရဲ့ရှေးပေါင်းချင်း1နဲ့ခွန်းလို့ရိုက်တယ်ဒီ6နဲ့1နဲ့ခွန်းလို့ရိုက်ပြီးခွန်းရပါနှစ်နောက်ပိတ်ခဲ့တယ်တစ်ခါဒီ9ခါရဲ့ခွန်းခါရဲ့နှစ်အဲ့နှစ်ကိုရှေးပေါင်းချင်း6နဲ့8လို့တစ်ခါရိုက်ခဲ့တယ်ရိုက်ပြီးတော့8ရပါ3ပိတ်ခဲ့တယ်ခုခွန်း8ပြီးတော့9အလှည့်ကြတော့ဒီ3ညခါနဲ့2ခါနဲ့ကနှစ်အဲ့နှစ်ကိုရှေးပေါင်းချင်းခွန်းနဲ့က9လို့ရိုက်တာအဲ့တော့သူက6နဲ့1နဲ့ခွန်းအဲ့ခွန်းရပါ2နဲ့6နဲ့8ရပါ3နှစ်နဲ့ခွန်းနဲ့9ရပါ4လို့ရိုက်ခဲ့ပြီအဲ့တော့ဒီဘက်မှာသူဘာတွေဆက်ဖြီးလဲတစ်ချက်ဆက်ကြည့်နှစ်ခွန်းလို့ခွန်းနှစ်လို့ရိုက်ပြီးတော့အဲ့နှစ်ကိုထိပ်စီး66နှလုံးပေါင်းကြီးက2တဲ့အဲ့2ရပါဒီ9နောက်ပိတ်ရ6ထိပ်ရဒီ6ပိတ်ရခွန်းလို့ဖြစ်လိုက်တာဒီနှစ်ကိုဒီခွန်းလို့ဖြစ်တော့6ထိပ်6ပိတ်ကိုရအောင်တစ်ခါဒီဘက်3ပိတ်ကြတော့လေ8ထိပ်နဲ့9ထိပ်နဲ့3လို့ရိုက်3ရပါဒီခွန်းနောက်ပိတ်ရ8ထိပ်ရ3ပိတ်ရ8တဲ့3ရပါဒီလို8တယ်အဲ့တော့ကျွန်တော်တို့က4ကိုဖြီးမဲ့အလှည့်ရောက်ပြီအဲ့တော့4ကိုထိပ်စီးနှလုံးကို4ဖြစ်ဖို့အတွက်ကို6ထိပ်ထိပ်စီးနှလုံး4ကိုဖြစ်ဖို့အတွက်6ထိပ်အဲ့တော့4ရပါ9ဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ကဒီမှာ3နောက်ပိတ်ရှိတယ်8ထိပ်ရှိတဲ့အတွက်8ပိတ်ထဲမှာကျွန်တော်တို့က9ဖြစ်မှာအဲ့တော့6ထိပ်8ပိတ်ရအောင်3 8မှာကျွန်တော်တို့က9မှာအဲ့တော့သူကစတဲတာကရှီပေါင်း6 9နောက်ပိတ်ရှီပေါင်း6 9နောက်ပိတ်ရှီပေါင်း6 9နောက်ပိတ်ဖြစ်တဲ့အတွက်9ရပါဒီတပင်ကျော်မှာ6ထိပ်6ပိတ်ရတဲ့ချိန်အပြင်မှာတော့ဗရိတ်လေးတို့ရိုက်ခဲ့တာတခါဒီ9နောက်ပိတ်ကလည်းတပင်ကျော်မှာ9ထိပ်3ပိတ်ရတဲ့နေမှာဗရိတ်လေးတို့ရိုက်ခဲ့တာအဲ့တော့ဒီ9နောက်ပိတ်ကလည်းဒီတပင်ကျော်မှာ6ထိပ်8ပိတ်ရတဲ့အချိန်မှာဗရိတ်လေးတို့ရရမယ်ဆိုရင်ကျွန်တော်တို့က6 3ည8ဆိုပြီးတော့ရတာပဲဖြစ်ပါတယ်အဲ့တော့6 3ည8ကိုကျွန်တော်တို့ခလေကနန်းနေဘလို့ဝင်လဲတခြားကြည့်လိုက်အောင်အဲ့တော့ခလေကနန်းက6 3ည8လို့ထည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီ9ခါရယ်9ခါရယ်ဒီ2ခါရယ်3လုံးပေါင်းလိုက်ရင်9 5 2ဆိုတော့6တခါဒီဘက်က1ခါရယ်3ညခါရယ်6ခါရယ်ပေါင်းလိုက်တော့ခွန်းနဲ့6ခွန်းဆိုတော့ကျွန်တော်တို့က8ဖြစ်ရမှာပေါ့ဖြစ်လာကြည့်အောင်9ခါရယ်9ခါရယ်3ညခါရယ်မှာ8ဖြစ်မှာအဲ့တော့ကျွန်တော်တို့6 3ည8ကကိုက်သွားအောင်6ခွင့်8စီနီယာလည်းပြေးတယ်ဒီ9နောက်ပိတ်ကြောင့်ဗရိတ်4 3ချက်တန်းလာတယ်ဒုတိယကျွန်တော်တစ်ချက်ရန်ကျင်တာလေးတစ်ခွက်ကဘာတော့ဆိုတော့သူကဗရိတ်5ဖြစ်တဲ့အတွက်ကြောင့်မလို့9နောက်ပိတ်နဲ့ဗရိတ်5ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ6ခါရယ်9ခါရယ်2ခါရယ်5လို့ပြန်ဖြီးထားတယ်အဲ့တော့ဒီ9နောက်ပိတ်ဗရိတ်5ဖြစ်တဲ့အတွက်ကြောင့်9ခါရယ်2ခါရယ်6ခါရယ်လည်း5လို့ဖြီးထားတယ်ခုဒီ9နောက်ပိတ်ဗရိတ်5ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဆက်ပြီး5ကြည့်မယ်ဆိုရင်2ရယ်6ရယ်9ခါထဲမှာ5ဖြစ်မှာအဲ့တော့ဒီအဲ့9ခါထဲ6ခွင်8ဆိုတဲ့ကဏ္ဍဖြစ်မှာပြီးတဲ့ဘွယ်ကကျွန်တော်6ခွင်8မိတ်ဆွေတို့တင်ပေးဘူးတယ်အဲ့တော့6ခွင်8ကတချို့ site တွေက
ဘာဖြစ်တုံးဆိုတော့တချို့ site တွေကရှေ့ရနေစောထွက်တဲ့ဓာတ်တွေရှိသလိုနောက်ကျပြီးတော့ထွက်တာကြီးလည်းရှိတယ်အဲ့တော့ဒီကောင်ကမထွက်တဲ့ဒီနေ့ထဲမှာထွက်ရမယ်မွေးကနန်းလည်းရှိပြီးသား6ခွင့်8ကအဲ့တော့ကျွန်တော်ကြိုက်တာကပထမကြိုက်တာက6338ဒုတိယ6ခွင့်8အကြိုက်ဆုံးပါအဲ့တော့မိတ်ဆွေတို့လည်းကျွန်တော်ရဲ့ဒီ site လေးကိုကြိုက်နေတဲ့ဆိုရင်ကိုတတ်နိုင်တဲ့ဟာလေးနဲ့ထိုးပေါ့ဗျာမကြိုက်တဲ့လူကတော့ကြော်သွားပါဗျာကျွန်တော်ကတော့အလကား free တင်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့အခုကသူက9နောက်ပိတ်4ချက်တန်းတဲ့အတွက်ကြောင့် break 4ချက်များတန်းခဲ့ရင်ဒီ6နှစ်6ကအဲ့နှစ်ထဲမှာ66နှစ်လို့ပြန်ကြားခဲ့တာနောက်တစ်ခါ963ရတယ်အဲ့နှစ်ထဲမှာပြန်ကြားခဲ့တာအဲ့တော့ဒီ6338များထွက်ခဲ့ရင်အဲ့6338ကပြန်ရကြနိုင်တယ်ဘာလို့လဲဆိုတော့9နောက်ပိတ်တဲ့အတွက်ကြောင့်9နောက်ပိတ်3ချက်တန်းတဲ့ကြောင့်9ရဲ့ပါဝါ break 4 3ချက်တန်းမယ်9ရဲ့နှက်ခတ်6တလုံးပါလေးနဲ့သူက break 4တွေကိုထွက်ထားတာအဲ့တော့ဒီ653ကလည်းပြန်ကြနိုင်တယ် break 4သူကလည်း site ရှိတယ်ကျွန်တော်ကြမဲ့နေရာလဲကျွန်တော်သိတယ်အဲ့တော့တကယ်လို့များဒီ break 4ချက်တန်းထွက်ခဲ့ရင်အဲ့ကဏ္ဍတွေကပြန်ကြနိုင်တယ်ဒါနောက်ဆက်တွဲပေါ့ဗျာဒါကတော့ခါတိုင်း6ထိ8ပိတ်ကိုခါတိုင်းခါစီလေးဆွဲရင်တော့ရန်တော့ပိုးကောင်းတာပေါ့ဗျာတင်ခွက်ကတော့6338တင်ပေါ့ဗျာခါတိုင်းကျန်တဲ့9ခွက်ကတော့ပါလေးတွေစီဒီဆွဲထားတာတော့အကောင်းဆုံးပါပဲကဲကျွန်တော်ရဲ့ site လေးနဲ့မိတ်ဆွေတို့အားလုံးချဲချီပေါက်ပါစီလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ